ဒီနေ့ကတော့ Theophilus graduation ပေါ့နော်ကျွန်မတို့ကိုကျောင်းကနေပြီးတော့ပေးလိုက်တဲ့အင်ဂျင်လေးဝတ်ပေးနေရဖြစ်ပါတယ်ဝတ်နေတန်းလန်းနေမှာကြည်နေရဆုံးလို့အဲ့ဒါပြီးတော့ကျောင်းကပွဲသွားမှာပါ graduation ပေါ့နော်အဲ့ချိန်မှာသူ့ဖေကတရုတ်ဝတ်ထားတဲ့အင်ဂျင်ကမိန်းမအင်ဂျင်နဲ့တူတယ်ဟုတ်ပါတယ်ဒါကတကယ်တော့ဖိုးဝါလုံးအင်ဂျင်ပါဒီကကမှာပါဟယ်လိုလုပ်လိုက်ပါဟယ်လိုအဲ့မှာတီချိုရဲ့တီယိုရဲ့favorite teacher ကသူ့မျက်နှာလေးမှာခါလေးပေးနေရပါပြီးတော့တီယိုရဲ့ teacher ပြီးပေါ့နော် Starlight Java ရဲ့ founders ကပြောနေရပါတီယိုကထပ်ပြီးလိမ့်ပါတယ်ကျွန်တော်မျိုးကဟိုကြီးကြီးနဲ့ရည်ရပါတော့ဒါကတော့တီယိုမတိုင်ခင်မှာကတယ်မြန်မာတန်စင်နဲ့ကာပါတယ်မိမိလေးဖြစ်ပါတယ်ညနေချစ်စရာကောင်းပါတယ်ရှင်တော်လိုက်တာ Okay Theophilus အလဲလာပါပြီကျမရဲ့မျောလင့်ထားတဲ့အတိုင်းပဲတချို့သောចောင်းသားတွေဒီစင်မော်ရောက်တာနဲ့ငုတ်တုတ်ကြီးထိုင်နေကြမတ်တက်ကြီးရဲ့နေရမယ်ဆိုပြီးတော့ကျမမျောလင့်ထားတဲ့အတိုင်းပဲကျမသားမတ်တက်ကြီးကိုရက်နေရပါ14တောင်မှာကမသွားပါဘူးသူအဲ့လိုပဲចောင်းတောင်ကြီးနဲ့ကိုရှက်နေတာပါရှင်အဲ့တိုင်းပဲမတ်တက်ကြီးရဲ့နေရပါကျမတို့ဟပ်ပေါ်ဖြူကျင်ရဒါကတော့သူစုပွဲရောက်ပါပြီ Okay ဒါ Theophilus နဲ့သူ့ဖိနဲ့လှုပ်ရှုပ်နေပုံပါပါတယ်ဒါကတော့နောက်ဆုံးမှာကျောင်း PC ကျောင်း certificate လေးရသွားရင်မင်းသားလေးပါဒါကျမတို့ပါ Okay ကျေးဇူးပါ Thank you for watching